Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျမကြီးလိုက်စားရဲ့ vlog လေးပေါ့နော်ဘာလို့မှလဲဆို Eastbourne က Seven Sister Cliff မှာတွားပြီးတော့ trekking ချောက်မှာပဲဖြစ်ပါတယ် Eastbourne ကိုကရထားနဲ့အရင်သွားရတာပါနော်အဲ့တော့အဲ့ရထားဂိတ်ကိုသွားဖို့အတွက်အိမ်ကနေပြီးတော့ရထားအရင်စီးရပါတယ် bus station ထိလဲဆိုတော့ဒီ Victoria Station ထိစီးရပါတော့ဒါတော့ပေါ့နော် station ကိုစောရောက်သွားလို့အဲ့နာမှာရှိရကိုရီးယားဆိုင်ကိုဝင်ပတ်ကြည့်နေရပါပြီးတော့ဒါအဲ့ Lular Bakery cupcake လေးပေါ့နော်အဲ့ဒီစားရပါခံကြည့်ပါတယ်ရထားလက်မှတ်ကိုကတော့ပေါ့နော် trip.com နေပြီးတော့ကြိုဖြတ်ထားတာပါဘာလို့လဲဆိုတော့အဲ့လိုဖြတ်ရင်တက်တာရလို့ကြားလို့ပေါ့နော်အဲ့လိုမဖြတ်ချင်ဘူးဆိုရင်လေရထားဂိတ်ရောက်မှသူတို့ခိုင်းလို့ Apple Pay တို့ Google Pay တို့နဲ့တခါတည်းပေးပြီးတော့တကက်ဖြတ်သွားလို့ရပါတယ်view อ่ะပေါ့နော်ရထားပေါ်မှာတည်းအောင်တော်တော်လှနေပြီပြီးတော့ကျမတို့တွေလန်ဒန်နေပြီးတော့ရထားတနားရီခွဲလောက်စီးပြီးတော့ဒီ Eastbourne ကိုရောက်လာပါပြီစတေရှင်ရနေပြီးတော့ပေါ့နော်အရင်ဆုံး Park Center ကိုသွားဖို့ Coaster 12A ဒါမှမဟုတ် 12X ကိုစီးရပါတယ်အဲ့တော့ 12A စီးခဲ့တာ 12X စီးခဲ့တာမသိဘူးတွေ့ရ12ပေါ်ခုန်တက်လိုက်ကြတာပဲview တွေကတော့တော်တော်လာပါကိုကအဲ့လို view ကြည့်ရတယ်ကြိုက်တယ် trekking နဲ့အများကြီးမရှောင်နိုင်ဘူးဆိုရင်တော့ဒီ Seven Sister ကိုသွားဖို့ recommend ပေးပါတယ်ဒါတော့ကျမတို့တွေ Park Center ရောက်ပြီပေါ့နော် Park Center ကနေ Cliff ကိုမသွားခင်အရင်ဆုံး beach ကိုသွားမှာပေါ့နော် beach ကိုသွားဖို့ကလမ်းလျှောက်သွားသူလို့လည်းရတယ်လို့စပိန်လည်းစီးသွားလို့ရပါတယ်လမ်းလျှောက်မယ်ဆိုရင်45မိနစ်လောက်ကြာမယ်စပိန်ကတော့ပုံမြန်တာပေါ့နော်အဲ့နားမှာစပိန်ကားရဲ့ဆိုင်လေးကနေ2နာရီကို18ပေါင်နဲ့ငားပြီးတော့သွားခဲ့ကြပါလိမ့်စပိန်စီးရဲ့လမ်းတစ်လျှောက်လည်းအဲ့လိုစိမ့်စိမ့်ဆူဆူတတရလေးပြီးတော့သူတို့ဒီငင်းပူလေးလည်းလွတ်ထားသေးတယ်လားအဲ့တကောင်ဆိုလို့ရှိရင်ပုတ်ပေးလိုက်တာနဲ့လူနာကတ်တာမှချစ်စရာလေးဒါတော့ကျမတို့တွေ BG Hut ကိုရောက်ပြီပေါ့နော်မဲရဲ့အစဟိုဘက်ကတွေ့နေရတဲ့ cottage လေးကိုသွားဖို့ပဲဒါပေမဲ့ရေတက်နေတော့အကုန်လုံးကလည်းအေးနေတော့မြစ်ကုံမဖြတ်ကူးခြင်းပဲနဲ့ဒီဘက်မှာပဲနေခဲ့ပါတယ်ဒါတော့ cliff ကိုလမ်းမြင်နေရပါပေါ့နော်ပြီးတော့ကျမတို့တွေဒီ Park Center ကိုပြန်လာကြတာပေါ့နော်အဲ့ချိန်က lunch ချိန်နဲ့ဖြစ်ပြီဆိုတော့အကုန်လုံးကလည်းပိုက်ဆံနေပြီးတော့အဲ့နားမှာရှိရဲ့ cafe တူမှာဝင်စားပါတယ်သူက cafe ပဲဆိုတော့ bite ပြရတော့တိတ်မရှိဘူးအမှမုံလေး coffee လေးပဲရှိရစားတော့တိတ်မဝခဲ့ပါဘူးဒါပေမဲ့လည်းဒါပဲရှိတော့ဒါပဲစားခဲ့ရပါတယ်ခုကတော့ဒီ Park Center ကနေပြီးတော့ Cliff ကိုသွားဖို့ပေါ့နော် Cliff ကိုရောက်ဖို့က Berlin Gap အထိ bus ကားစီးရတယ်ဒါပေမဲ့အဲ့ 13X ကစနေနေ့ပဲ run တာကျန်တဲ့ရက်တွေမ run ဘူးဖြစ်ချင်တော့သွားရတယ်အင်္ဂါနေ့အဲ့တော့တခြားကားကိုပဲစီးခဲ့ရပါတယ်တခြားကားကဓာတ်ရိုက်မရဘူးနောက်ထပ်မိနစ်20လောက်လမ်းထပ်လျှောက်ရတယ်အဲ့ Berlin Gap တက်ဖို့ Berlin Gap ကိုရောက်ဖို့တောင်မတက်ရသေးဘူးလမ်းကြီးကအများကြီးလျှောက်နေရပါပြီBerlin Gap ကပေါ့နော်ပြောရမယ်ဆိုရင်ဒီ Seven Sister Cliff ရဲ့လမ်းတစ်ဝက်လောက်ရောက်နေပြီပေါ့ trekking အများကြီးမလျှောက်နိုင်ဘူးလို့ရှိရင်ဒီ Berlin Gap ကနေပဲစားလျှောက်ကြတာပေါ့နော်အဲဒါကျမတို့ကလည်းဒီရနေပဲစားလျှောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်လမ်းတစ်ဝက်လို့သာပြောတာနောက်တက်2နာရီခွဲလောက်လမ်းထပ်လျှောက်လိုက်ရပါတယ်ကဲ beach မှာ view တွေလည်းအဝကြည့်ပြီးပြီဆိုတော့အခုစတက်ကြပါပြီစတက်တောင်မှတော်တော်နောက်ကျနေပြီ3နာရီခွဲ4နာရီလောက်ဖြစ်နေပြီအဲ့မှာပေါ့နော်ကျမတို့တွေအဖွဲ့လိုက်လမ်းလျှောက်ကြပါတယ်ယောက်ျားလေး2ယောက်ကတော့အရှိရနေပေါ့မိန်းကလေး3ယောက်ကတော့ကနေအိပဲနဲ့အဲ့မှာလေကလေဘလောက်တိုက်လဲဆိုတော့မှဗီဒီယိုလာကြည့်လိုက်ပါတော့
မလေးအမကန်ကောင်းလို့ချော်လေးတော့မလို့ချဲကလည်းမခိုင်ဘူးနှစ်ခါတော့လို့ဖြစ်သေးတယ်ဒါကတော့ကျမတို့တူတူကိုဒုက္ခကိုရှာကြတဲ့အဖွဲပေါ့နော်အဲ့မှာဘယ်လောက်တော့ရှောက်ခဲ့လဲဆိုတော့ဟိုးမှာမြင်နေရတဲ့ဒီ light house ပေါ့နော်အဲ့ light house အကျော်ကနေပြီးတော့ကျမတို့ဆက်လျှောက်ခဲ့ရပါတော်တော်လျှောက်လာခဲ့ကြအဲ့မှာလက်တွေကအေးလို့လို့ဆိုပြီးတော့လက်ကလည်းမပါတော့ပါလာရဲ့ scarf ကိုပဲလက်အိတ်လောက်ပါတယ်ဒါကတော့ cliff အဆုံးမှာရှိရဲ့ pub လေးပေါ့နော်အဲ့မှာဝင်ရောက်ပြီးတော့ဗန်းဖြေနိုင်ယူကြပါတယ်အဲ့မှာလေဘယ်လောက်အေးလဲဆိုတော့ဗဇက်တရားတော့ငွေထွက်တယ်ပြန်လဲထွက်လာရောနေကလုံးဝကိုမရှိတော့အဲ့မှာ9ယောက်သားမှောင်နေမဲထဲမှာလမ်းကလည်းပျောက်သေးရဲ့အဲ့မှာဟိုသွားမလို့ဒီသွားမလို့ဖြစ်တဲ့အချိန်မှာတော်သေးရဲ့အဲ့ကားနဲ့ပေါ့နော်အဲ့ British လင်မယား2ယောက်လာပြီးတော့အဲ့ Eastbourne ကိုပြန်သွားချင်တာလားဆိုပြီးတော့သူတို့ကလမ်းပြပေးလိုက်တယ်အဲ့သူတို့ပြရတဲ့အတိုင်းပဲသွားလိုက်တာနောက်ဆုံးတော့လည်းရောက်သွားကြပါဘောနော် Eastbourne ရောက်ခဲ့ပြီမဲ့ station ကိုတော့ရထားချိန်မမီခဲ့ပါဘူး9မိနစ်နောက်ကျပါပါတယ်အဲ့တော့ကျမတို့တွေနောက်ရထားကိုပဲစီးလိုက်ရပါတယ်ဒါကတော့တနေ့ကုန်လမ်းလျှောက်ပြီးတော့ဖြစ်သွားတဲ့ရုပ်ပါမလီတော်တော်မောရပြန်တွေးအောင်မောရကဲခုတော့ Victoria Station ကိုအောင်မြင်စွာနဲ့ပြန်လဲရောက်ရှိလာပါပြီ Victoria နေပြီးတော့အိမ်ကိုလည်းကျုပ်နဲ့ပဲစီးပြန်ပါတယ်ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲရှင်အားလုံးတောင်တူတူလိုက်တက်ပေးလို့ကြည့်စတင်ပါတယ်နောက် vlog ကြရင်ပြန်တွေ့ပါမယ် bye bye